ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ဒူဒီကိုလင်း YouTube channel လေးရပြီးတော့ကိုမာတွေကိုပြန်လဲကြိုဆိုလိုက်ပါနော်ကဲအားလုံးပဲဒီနေ့ကတော့ကျွန်တော်တို့လုံးဝမင်္ဂလာရှိပါရင်နော်ကျွန်တော်တို့မနက်ကောင်းညောင်းလုံးဝနှစ်ဈေးတစ်လုံးကိုဩကွက်တိန်နေပဲကျွန်တော်တို့ထိပါရနော်ကိုမာတွေမနေ့ကတည်းကကျွန်တော်ပြောခဲ့တယ်နော်မနက်ပိုင်းနဲ့တင်ထိုးရမယ်လုံးမိုင်နဲ့ main ကွက်တည်းရဲ့ညနေပိုင်းနဲ့တင်ထိုးရမယ်လုံးမိုင်နဲ့ main ကွက်တည်းဟောနော်ကျွန်တော်တို့ဒီနေ့ကတော့လုံးဝမင်္ဂလာရှိသွားပြီနော်ဘာမှမပူနဲ့မနှက်ဖြံကိုလည်းကိုမာတွေလုံးဝအမျက်ကြံရမယ်နော်မနှက်ဖြံကိုကျွန်တော်အချိန်မတင်ပေးတော့ဘူးကိုမာတွေဗိတ်ဆုံးနေလေးဆိုတော့ကျွန်တော်ကိုမာတွေတီးတဲ့အတိုင်းပဲဗိတ်ဆုံးနေလေးဆိုတော့ကိုမာတွေကိုကျွန်တော်ကအရင်နဲ့အများများကြံအောင်ပဲအများတန်းကြိုးစားပေးနေရနော်ဒါကြောင့်မလို့မနှက်ဖြံကိုလည်းကိုမာတွေကအရင်နဲ့အများများကြံအောင်လုံးမိုင်လေးတစ်လုံးနဲ့ကျွန်တော်အော့ကွက်ကလေးထုတ်ပေးထားတယ်နော်ဒါလေးကိုကိုမာတွေလိုက်စော့မနှက်ဖြံကိုလုံးဝအဆင်ပြေစေရမယ်နော်ဒီနေ့လုံးဝအဆင်ပြေသွားကြတဲ့လူတွေကတော့တော်တော်များစားရှိပါရဲ့ဗျာနော်ဒါကတော့ကျွန်တော်ပြောရရင်နော်ကိုလင်းကိုယုံကြည်တဲ့အကူမများတိုင်းမနှက်ဖြံမှာကျွန်တော်တို့လုံးဝဒိုင်မန်ငွေထုတ်ကြမယ်နော်ကိုကူမာတွေကိုကျွန်တော်ငွေတွေထည့်ပေးပြီးသွားပြီနော်ကိုကူမာတွေလှူကျင်တဲ့အကူမများတိုင်းကလည်းလှူလို့ရပါပြီနော်ရှုံးထားတဲ့အကူမများတိုင်းကလည်းအရှုံးကြီးတွေကြေသွားပြီနော်ရစင်းတဲ့လောက်တွေရပို့သွားပြီနော်ကိုဘက်ကိုလှုပ်ချင်တာလှုပ်ပေါ့ဗျာနော်ကိုလင်းကတော့ကိုကူမာတွေကိုငွေတွေကိုအိတ်ထည့်ပေးပြီးသွားပြီနော်ဘာမှမပူနဲ့မနှက်ဖြံလည်းကိုကူမာတွေလုံးဝပြုံကြီးနဲ့လုံးဝအမျက်ကြံစေရမယ်နော်ဒါပေမဲ့ကျွန်တော်ပြောမယ်နော်မနှက်ဖြံကိုလည်းကိုကူမာတွေလုံးဝရှယ်အားကောင်းတယ်ဒီနေ့လိုပဲလုံးဝအားကောင်းလို့ကျွန်တော်တစ်လုံးနဲ့ပဲရွေးပေးထားတယ်နော်ဒါလေးကိုနော်အခုမှမြင်တယ်အခုမှတွေ့တယ်ဆိုတော့အခုမှများတိုင်းကလည်းနော်အများတန်းသိကျင်တယ်တွေ့ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ကတင် channel ကို subscribe လေးနှိပ်တာနော် channel ကို subscribe နှိပ်ပြီးတဲ့အခုမှများတိုင်းကလည်းကိုတူးတောက်တဲ့ရပါစေသိပါစေသဘောမထားပဲနဲ့တူးမြင့်တူးရပါစေတူးမြင့်တူးပေါက်ပါစေဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ကျွန်တော်ရဲ့ channel လေးကို share လို့ရတဲ့နေရာလေးမှာ share တော့ပေးမယ်မြှောက်လို့ရတဲ့နေရာလေးမှာမြှောက်တော့ပေးမယ်နော်တူးစေတနာတူးပေါ့နော်ဒါကကျွန်တော်ကြောင့်မဟုတ်ဘူးเนาะကိုအကူမရဲ့စေတနာတွေကြောင့်เนาะကိုအကူမတွေကျွန်တော်တို့စေတနာကောင်းရင်ကံကောင်းမှာပဲစေတနာတွင်အကျိုးပေးမှာပဲဗျာเนาะတူးစေတနာတူးပဲဒါကြောင့်မလို့ကိုအကူမတွေကကိုလင်းကိုအများတိုင်းယုံကြည်တဲ့ဆိုတဲ့အကူမများတိုင်းကလည်းလုံးဝအဆင်ပြေစေရမယ်เนาะလုံးဝထိထိမိမိရနေတာပဲပွဲတိုင်းကိုကိုအကူမတွေကျွန်တော်နှေးတိုင်းပေါက်မယ်လို့ကျွန်တော်မပြောခဲ့ဘူးเนาะဒါပေမဲ့အခုကြာလာပရိတောက်ကြ2ရက်ကိုကိုအကူမတွေကိုကျွန်တော်4ချိန်ကိုနှစ်ဈေးထိအောင်ကိုညီပေးမယ်လို့ပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီနေ့ပဲလုံးဝ share ဖြစ်သွားပြီเนาะ share ဖြစ်သွားပြီဗျာဒါပေမဲ့ကျွန်တော်တို့အတွက်အားသာသွားတာပေါ့ဗျာเนาะကျွန်တော်တို့အခုဆိုရင်ကိုငွေအင်အားနဲ့ကိုဘက်ကိုလိုက်ရှင်းလို့ရပါပြီမနှက်ဖြန်ပွဲသိမ်းနေလေးမှာဒါကြောင့်မလို့ကိုအကူမတွေကိုအိတ်ထဲကငွေကိုကျွန်တော်ထပ်မထုတ်ချင်တော့ဘူးဒါကြောင့်မလို့အပြင်ကငွေကိုပဲကိုအကူမတွေကိုအိတ်ထဲကိုပဲထည့်ပေးခြင်းတယ်เนาะဒါကြောင့်မလို့ကျွန်တော်အရင်နဲ့အမြင်များကြအောင်ကျွန်တော်လုံးမိုင်လေးတစ်လုံးနဲ့အော်ကွာကတော့၄ခွက်ထုတ်ပေးထားရဗျာเนาะအော်ကွက်က၄ခွက်နဲ့ကိုကူမာတွေကပတ်သီးရတစ်လုံးနဲ့လိုက်ဘက်ကမယ်ဒီနေ့လိုပဲเนาะလုံးဝပတ်သီးကိုတော့ထိုးကြည့်ကြအောင်လောက်ပဲထိုးတာเนาะအော်ကွက်ကိုအဓိကလိုက်ပြီးတော့ထိုးเนาะဘာဖြစ်လို့တော့အော်ကွက်မထီးခဲ့ရင်တော့မှကိုကူမာတွေပတ်သီးလေးထိတာမယ်ဆိုရင်ထိုးကြည့်တော့ပြန်ရတော့ဗျာเนาะမရှုံးဘူးပေါ့เนาะဒါပေမဲ့မနှက်ပြန်တစ်လုံးနဲ့ဖြစ်တဲ့အတွက်ကိုကူမာတွေကနေကုန်လိုက်စော်ရမှာเนาะမနှက်ညှလိုက်စော်ရမယ်မနှက်ပိုင်းနဲ့ထွန်းရင်တော့ကိုကူမာတွေနားလိုက်ပေါ့ဗျာเนาะနားလိုက်ပြီးတော့ညှစ်နေပိုင်းနဲ့မှာဆိုရင်တော့တင်စော့လုံးဝအဆင်ပြေစေရမယ်နော်ဒီနေ့ကတော့ကိုအကူမတွေလုံးဝကိုလင်းကိုယုံကြည်တဲ့အကူမများတိုင်းကတော့လုံးဝအဆင်ပြေပါပြီနော်ကျွန်တော်မနေ့ကပြီးခါတဲ့အတိုင်းပဲနှစ်နဲ့ဆိုရင်20နှစ်တည်းနော်2925နော်လုံးဝအဆင်ပြေသွားရယ်နော်မနက်ပိုင်းမှာနေ9နှစ်ဆိုပြီးထွက်သွားတယ်ညနေပိုင်းနဲ့မှဆိုရင်လည်းကိုအကူမတွေကိုမနက်ဈေးက2ပတ်တီးညနေဈေးကိုခွန်ပတ်တီးနော်ခွန်ပတ်တီးနဲ့80ခွန်1ခွန်6ခွန်5ဆိုပြီးကျွန်တော်ပေးခဲ့တာဒီညနေထပ်ပြီးတော့အောင်မြင်တာပဲနော်ခွန်1ဆိုပြီး1ခွန်ဆိုပြီးတော့အောင်မြင်တယ်ကနန်းတော့ကိုအကူမရဲ့ဇာတူအားထုတ်ပေါ့ဗျာနော်ထိပ်စီးနောက်ထိုင်ကတော့ကိုဘက်ကိုအဆင်ပြေလို့တို့မနှက်ပြန်အောင်လဲကိုအကူမတွေလုံးဝအားကောင်းတဲ့လုံးမိုင်တစ်လုံးနဲ့ကိုပဲကျွန်တော်ပြောပြသွားမယ်ဒါလေးကိုလင်းကိုအများတန်းအားပေးတယ်ယုံကြည်တယ်ဆိုတဲ့အကူမများတိုင်းကလက်လိုက်မှလေးနှိပ်သွားဗျာနော်လက်မလေးနှိပ်သွားမယ်ဆိုရင်ကိုအကူမတွေကိုကျွန်တော်လဲကြိုးစားကြိုးနှက်တယ်ဘာဖြစ်လို့ကိုယုံကြည်မှုရှိတဲ့လူမှန်သိရတယ်ဗျာနော်ကိုအများတန်းအားပေးနေတယ်အားကိုးနေတယ်ဆိုတဲ့အကူမများတိုင်းကိုလည်းကျွန်တော်သိရတယ်နော်ဒါကြောင့်မလို့မယုံကြည်လို့အားမကိုးတဲ့လူကတော့နေပေါ့ဗျာနော်တကယ်ယုံကြည်တဲ့အားကိုးတဲ့လူတိုင်းကတော့ကျွန်တော်တို့စေတနာအပြည့်အဝနဲ့တဦးလာရင်တဦးကိုကျွန်တော်က
ရသေးခြင်းနဲ့နော်တရားလိုင်းတရားရရမယ်ကျွန်တော်ကဒီစိတ်တစ်ခုတည်းပဲထားတာအကုန်လုံးကိုဒီစိတ်တစ်ခုတည်းပဲကျွန်တော်သတ်မှတ်ထားလို့ဒါကြောင့်လို့ကိုယ့်အကူမတွေကိုအကုန်လုံးကိုရသေးခြင်းနဲ့သိစေခြင်းနဲ့နော်မနှက်ပြန်မှာကိုယ့်အကူမတွေပွဲသိမ်းနေလေရတော့ကိုယ့်ဘက်ကိုချိန်စော့နော်လုံးမရတစ်လုံးနဲ့နော်ကျွန်တော်ဒီနေ့ကြာသာပတိနေ့လို့မနှက်ညလည်းမခွဲပြီးတော့ဘူးနေကုန်လိုက်စော့နော်လုံးမိုင်တစ်လုံးနဲ့ကခွန်နော်မနှက်ပြန်လည်းကိုယ့်အကူမတွေခွန်လုံးဝအားကောင်းတယ်နော်ခွန်ပိုင်နဲ့ကိုယ့်အကူမတွေကခွန်1ခွန်2ခွန်6ခွန်8 ၄ခွက်စားရူအားထုတ်ပေါ့ဗျာနော်လုံးမရခွန်နော်ခွန်နဲ့ဟိုမှာကိုကူမိုင်ခွန်1နဲ့ခွန်2ခွန်6နဲ့ခွန်8နှစ်ကွက်၄ကွက်ပေါ့ဗျာနော်မနှက်ညလိုက်စောနော်မနှက်ပိုင်းနဲ့မှထွက်သွားရင်တော့ကိုကူမိုင်နားလိုက်ဗျာနော်ကျွန်တော်တို့နောက်တစ်ပတ်ကျရင်လည်းကိုကူမိုင်ပြန်ယူလို့ရတာပဲဘာလို့ဆိုတော့ကိုအိတ်ထဲကငွေကိုအထွက်မခံနဲ့နော်ရတဲ့အပြင်ကငွေကိုပဲကိုကူမိုင်အိတ်ထဲကိုထည့်နော်ကိုလင်းကိုအများတိုင်းယုံကြည်တဲ့ကူမိုင်အများတိုင်းကတော့လုံးဝအဆင်ပြေသွားမှာပဲနော်မနှက်ပြန်ကိုလည်းကျွန်တော်အကောင်းဆုံးကြိုးစားပေးထားရနော်မယုံကြည်လို့လိုက်မစောတဲ့ကိုမများတိုင်းကတော့နေပေါ့ဒါကတော့ကိုအကြောင်းနဲ့ကိုပေါ့နော်မနှက်ပြန်ကိုကူမကြီးလုံးမိုက်တစ်လုံးနဲ့ဦးနော်ကျွန်တော်ရွေးပေးထားတာဒါပေမဲ့မနှက်ပိုင်းနဲ့မကြရင်ညှစ်နေပိုင်းနဲ့ခွန်ကလုံးဝအားကောင်းတယ်နော်ကိုကူမကြီးနှစ်ဘက်ခွန်လုံးဝအားကောင်းတယ်နော်မဖြစ်မနေလိုက်ပတ်ထားပတ်သီးကိုမဖြစ်မနေလိုက်ပတ်ထားဘာဖြစ်လို့လဲဆိုခွန်ကလုံးဝကိုကြနိုင်တယ်မနှက်ပြန်မနှက်ပိုင်းနဲ့ကြဝိုင်းကိုကူမကြီးညှစ်နေပိုင်းကိုနားရတော့မနှက်ပိုင်းနဲ့မှမကြရင်ညှစ်နေပိုင်းကိုလိုက်လုံးဝအဆင်ပြေစေရမယ်ကြရမယ်နော်ခွန်1ခွန်2ခွန်6ခွန်8နော်အော်လေးကွက်နော်အဓိကတင်ထုတ်မှာအော်လေးကွက်လုံးဝအဆင်ပြေစေရမယ်ကဲဒီလောက်ပါပဲနော်လာမယ့်ပွဲကိုလည်းကိုယ့်ကိုမတွေဇာရုပ်ပတ်သီးနဲ့နေတိုက်အဖွင့်နေ့အတွက်ကိုလည်းလုံးဝအဆင်ပြေအောင်လို့ကိုလင်းကြိုးစားပြီးတော့လာရောက်မြောက်ယူသွားပေးဦးမယ်ကဲကိုလင်းကိုအများတိုင်းယုံကြည်အားပေးတယ်ဆိုတဲ့အကူမများတိုင်းဒီနေ့ဒီချမ်းဆလို့လူမှုရေးစီးပွားရေးကျန်းမာရေးအဆဆရရအဆင်ပြေအောင်မြင်ကြပါစေနော်အသက်ရှူတိုင်းနဲ့ငွေတွေဝင်ပါစေသွားလေးအလားလေးလူချစ်လူခင်နဲ့တွေ့ပါလေလို့ကိုလင်းကစုမုံအောင်တောင်းပေးလိုက်ပါကဲအားလုံးကိုပိုင်မြင်ပါ